the fuck ရှိမောရမိပါဒီနေ့ကတော့လွန်ခဲ့တဲ့ရက်အနေငယ်လောက်တုန်းကပေါ့နော်ဒီ Blueberry Ace ရဲ့ Thumbtail The Road to Her ဆိုတဲ့ game ကိုဆိုပြပါမှာပါအပိုင်းတစ်သူမစီတို့သွားရလမ်း okay ဒါဆိုမယ်ဒီကိစ္စရလို့မိခင်မှာကျွန်မရင်ဖွင့်ကြည့်ခြင်းပါတယ်တဲ့ okay ပါညီမနာမည်ကတော့ Emily ပါအသက်26နှစ်ရှိပါပြီစီးပွားရေးနေတဲ့မြို့ထဲမှာကော်ဖီဆိုင်လေးဖွင့်ထားပါတယ် okay ညီမဆိုင်ဖွင့်တာအနေနဲ့ငယ်တော့ကြာပြီညီမကရှိခေတပြားစီစုရတာတို့မြို့လေးကိုခရီးသွားတာတို့ညအချိန်တော့မူရင်းစီစဉ်ကြည့်ရတော့ကြိုက်တယ်တဲ့လွန်ခဲ့တဲ့နှစ်လောက်ကအလုပ်အားရရဲ့နဲ့ကျွန်တော်ချားမြို့မှာနေတဲ့တငယ်ချင်းစီကိုအလဲသွားခဲ့တယ်တဲ့အဲ့တော့တလန်းလုံးတိတ်ဆိတ်နေရပဲတိတ်ဆိတ်လုံးတစ်ခါတလေ6ချားသလိုတာဖြစ်တယ်6ချားတော့တဲ့အတွေးမဟုတ်ကညီမဆိုင်ကြီးပဲမီးလောင်နေမလားလို့တော့တွေးမိသေးရဲ့ဟမ်โอเคပါဘာပြောပါလဲထင်ထားတဲ့ဆိုင်ခီးကကြတော့ပင်မနေလို့ပြောရမယ်တဲ့import ဟုတ်โอเคကျွန်မခီးသွားနေပြီနိုးဘက်ဒီပဲရွှေ့လို့ရတာနိုင်ကစီနေနေပြီတဲ့ဒါပေမဲ့လမ်းပေါ်မှာစီဆိုင်တစ်ဆိုင်တော့အိုးရှိဘယ်ငါဘရီသွားနေအိုးခုနစီဆိုင်တစ်ဆိုင်တော့ရှိမှာပါတဲ့စီနေနေပြီကောင်းမရဲ့ခီးသွားတာကိုစီသေးချလုံးလောက်ထည့်ပြီးသွားလေဟာ stress ဟာမဟုတ်ဘူးလေဒုက္ခပဲတဲ့ပြဿနာပါပဲတဲ့ကားနောက်ဘုံလဲမှာတော့တဲ့စီဘူးရှိမယ်ထင်တဲ့ဟာစီကုံသွားပါလားမမေခက်လောက်ဦးထင်တာပဲတဲ့ Oh my god okay ပါဟာည7:55မိနစ်တဲ့ Really Oh my god ခီးလေးပါလေသွားလို့ရှိရင်လည်းနည်းပါးလေးအဲ့လိုမျိုးတေချာပြင်းစီးမှသွားလေကောင်းရောတဲ့ကားနောက်ဘောကဖွင့်မရတော့ဘူးတဲ့ဒီနောက်တော့မှစီတိုင်းရှိမလားဟာစီတိုင်းရှိမလားသွားရှာတဲ့ okay ပါဘူးမှလည်းမရှိဘူးဘယ်ဘက်သွားမလဲဒီဘက်ပဲသွားမလားဒီဘက်ပဲသွားကြည့်လိုက်တော့မယ်နော်ဘူးမှမချဘူးနော် good everything good right ဖုန်းတက်မီဖွင့်ရတဲ့ F ကိုနှိပ်ပါတဲ့ okay ကားစီ I don't give a fuck နည်းနည်းဘာကူညီပေးမယ်မရှိဘူးလားဒီအဲ့လိုမျိုးသူများဒုက္ခရောက်နေတဲ့အချိန်မှာအဲ့လိုမျိုးနော်ကိုချင်းစာစိတ်မရှိပဲလို့ပြောထွက်သွားတဲ့လူတွေစားမျိုးဟာပြောနာRecording ချစ်တော့ချစ်စရာလေးဒါပေမဲ့သွားရတော့မလို့နော် bye bye A few minutes later ဟောသေးရဘောတဲ့စီဆိုင်တွေ့လို့တဲ့မဟုတ်ရင်တဲ့လမ်းမကြီးပေါ်မှာတယောက်တည်းဖြစ်နေမှာတဲ့ဒီလမ်းမကြီးပေါ်ရောက်နေတယ်အဲ့ဒီမှာကဒါကုနာငါ့ကိုမကူပဲထွက်သွား Oh What the fuck Dude ဘာလို့ငါကြည့်နေရ brother က360 degree လှည့်လို့ရလား Oh What the hell Never mind 67မဖုန်းကိုကြည့်ရင် app bro နှိပ်ပါတယ် I'll talk to the cashier okay အတူရောအမ်လီခွာလေးတဲ့ကိုရတဲ့လီကီပွိုင်းလားမသိဘူးတဲ့လီကီပွိုင်းဒါပေါ့ဗျာတဲ့အဲ့တော့အခုလိုတွေ့မှမထင်တော့ဘူးတဲ့အညီမအကိုဖန်မာတဲ့တချင်းတွေအမြဲနားတော့ဖြစ်ပါတယ် super shy အကိုချိန်မဖြုံးတော့ပါဘူးတဲ့ဒီတိုင်းမှနှုတ်ဆက်လာပါတယ်ခွင့်ပြုပါဦးတဲ့ Oh a blueberry မင်းကြီးရတခုကြီးထွက်ပြေးလာတဲ့အတိုင်းပဲဒီနားလေးပါပဲတဲ့မေဘေဟေးကငယ်ချင်းစီသွားမလို့တဲ့လမ်းချထွက်တာတဲ့လမ်းချထွက်တာလို့ပြောမိလို့လားဒီအပြင်မှာတဲ့ဒီမြန်လမ်းမကြီးလဲမှာတဲ့အမဟုတ်ဘူးတဲ့ကားစီကဝမ်းလာချင်းလာခဲ့ရတာတဲ့ကားရှင်းမကြံခဲ့တာတဲ့ဟဲ့နဲ့စီကုံနဲ့ထူးဆိုင်နေတော့တဲ့မိုင်းနေမမြားကြီးတဲ့6လုံးနဲ့အိမ်တလုံးမှမရှိဘူးတဲ့မဘရာသာငါဖျဲချောင်းနေတယ်လို့ပဲမသိရင်အင်းနဲ့ထီပေါက်တာပေါ့တဲ့လူမျိုးဆိုဒီချိန်တော့သိပ်ပဲဒီဘက်တွေသိမလာကြဘူးတဲ့ဒီမှာလေလာကျုံတော့ကျွန်တော်လာမမဟုတ်တာကောင်မလေးတွေစွာတယ်ဟိအမလီကစွာတယ်မင်းတယောက်တည်းလားတဲ့အင်းနဲ့တယောက်တည်းဆိုရှက်ပါလို့မလို့လဲထင်ပါတယ်တဲ့အဲ့စပါတော့လည်းဒီဘက်ဟာစီကုံနေပါတယ်လို့စီကုံလို့လာဝဲပါတယ်ဆိုနေအိုးဟာစီဘူးတပူလာလို့ကျင်လို့ပါတဲ့အများကြီးမဟုတ်ပဲတဲ့ခီးဆက်ရယုံလေးပါတဲ့ငါတို့ဆိုင်နေတဲ့အရေးပေါ်မဟုတ်ရင်ဘယ်သူမှမလာကြဘူးတဲ့။ Oh brother ရဲ့ brother ဖွင့်ထားတဲ့ဆိုင်ကအရေးပေါ်အတွက်လာပဲဆိုင်ကြီးလေ။အိုးပြောဝဲသားထွက်တဲ့နေရာကြီးမဟုတ်တာ။ဟုတ်တယ်တဲ့ကားတဲ့လမ်းမှာတဲ့စီကုံသွားတာတဲ့ Okay
ထင်ပါတယ်တဲ့ဟုတ်တယ်မင်းတကယ်သာကားပြက်တယ်ဆိုရင်လည်းဒီတကယ်ကားပြက်လို့လာတာပေါ့ပျော်လို့အိုက်လို့လာမှမဟုတ်တာလို့ဒေါ်လာအဲ့လောက်ကြာရပေါ့နော်ဒီမှာပါတဲ့ဒီညလန်းကလေးစိတ်နေရပဲနော်တိတယ်မချောက်နဲ့ငါကိုခါစီပြန်သွားရင်သွားတဲ့မဟုတ်ရင်လည်းနော်နင်နမိတ်မရှိနမိုင်းမရှိမပြောနဲ့လို့โอเคစီဘူးရပါပြီစီဘူးရသွားတော့ကားစီသွားမယ်ဒီလူဘာတော့ဟာမယုံသင်္ကာတယ်ငါသခိုးချပိုးထင်နေတာမသိဘူးသူပြောရတယ်ဟိုရှိရကောင်းလားမသိဘူး Hey you good you good ဘာလဲဟာတော့တခုတော့တခုပဲဒီလိုညတွေကတဲ့ဦးကြောင်ကြောင်နဲ့တဲ့မသိရင်တဲ့လူတွေကလက်ရဆိုလခံစားရတယ်တဲ့အင်းဘောဟုတ်တယ်ဖြစ်တတ်ပါတယ်ဦးစီးထည့်မယ်စီးထည့်ပြီးဒိုးမယ်လာခဲ့စမ်းတဲ့ဒီကိစ္စမြန်ဖြစ်မှဖြစ်မယ်ဟုတ်တယ်ဟာပြရမှာဒီနားမှာလားနင်းတော့ခံစားကြတော့တိတ်မကောင်းထည့်တဲ့နေရတက်တော့မှာကွာဒီကောင်ဒီညွှန်လေးတယောက်လေးလမ်းလျှောက်နေရမကြည့်ရလို့ကူညီပေးခြင်းလို့တဲ့ရရပါလိမ့်ရှင်ဘလို့ပါဘူးတဲ့ကျေးဇူးပါတယ်ညီမလေးရဲ့ကားစီရိုးတဲ့ဒီစီပူးလေးတည်လာရတယ်ကိုရကူညီပေးခြင်းလို့ပါရဘလို့ရပါလိမ့်ရှင်ညီမလေးစီချက်လို့ပြီးနေပါပြီတဲ့ဒါပေမဲ့ညီမလေးရဲ့ချင်းလေးနဲ့မှောက်လာတော့ဖိတ်တာလို့ဆိုခိုင်းမိကောင်မမေကိုကြီးကိုကြီးတရားအောင်စားထဲတောင်ထည့်ပေးနေပြီပဲရပါတယ်တဲ့တကယ်ပြောရပါတဲ့ဘလို့တော့ကိုဒီမှာကအရင်ကဂီယူဆိုင်ရတာပဲဒါပေမဲ့လက်ဖက်နဲ့ဆိုပိုးအဆင်ပြေတယ်တဲ့အနိကိစ္စအနိဆောက်ကြောင်းငါဆောက်ကြောင်းညီမစီညီပါတယ်နော်တဲ့ကိုသွားရင်သွားလို့ရပါပြီတဲ့တော့မပါတယ်တိပါဒါပေမဲ့ငါညီမတော်တိတိရှိရပဲနားတဲ့ချားလေးဆိုဒီချိန်ဆိုသိဖြစ်နေတော့ပြီတဲ့ငါဆောက်ကြောင်းတော့ပါတော့တဲ့ညီမလည်းခီးဆက်သွားဖို့ပဲလုပ်နေတာပါတဲ့ဟိုပါပြီမနှောက်ချက်တော့ပါဘူးတဲ့ဂီယူဆိုင်သွားပါတဲ့ကျေးဇူးတင်ပါတယ်တဲ့ပြန်စဉ်းစားလိုက်တိုင်းတဲ့ကြောက်ဖို့ကောင်းတယ်တဲ့အေးဘောဟုတ်ပါတယ်ညဘက်လမ်းနဲ့ကောင်ကြီးမာတဲ့တော့ကနေကောင်မလေးယောက်ျားကြီးတယောက်ကူညီပေးနေတာဆိုတာတဲ့ရုပ်တည်ကိုမရှိရတဲ့that's right ကားဆက်နှုတ်ကနေချက်ချင်းတဘာမှမတွေးတော့ဘူးတဲ့ကားကိုလောချပြီးကျွန်မထွက်သွားတော့အဲ့ချိန်မှာ Rachel အိမ်ရောက်ချင်တာပဲသိရဲတဲ့သူ့အိမ်မှာဆိုရဲလူလည်းသိမဖြစ်တော့လုံချုံမဲထင်တာပဲတဲ့အေးဘောတငယ်ချင်းကြီးသွားတာပဲကောင်းပါတယ်โอเคသွားမယ် Rachel I'm coming break အုပ်ရန်နဲ့ space ကိုနှိပ်ပါတဲ့ radio ဖွင့်ပေးလို့က E ကိုနှိပ်နောက်လေကြည့်ရင် C ကိုနှိပ်ပါတယ်โอเคအိုးငါဘယ်လိုတွေမောင်းနေရလဲမသိဘူးအိုး C တစ်ချက်ကြည့်ဘာလို့ဖြစ်ပါအောင်တချင်းလေးနဲ့ chill ပြီးသွားနေပြီ Later. ဟဲ့ဘာ what the fuck စီဆိုင်ကလည်းဟိုလူရဲ့ကားပဲတဲ့ဟုတ်ကွာဘာလို့လိုက်လာလဲတဲ့စိတ်ညစ်ပါတယ်တဲ့သူကနောက်ရောက်ခလိုက်လာတာများလားတဲ့ဒုက္ခပဲတဲ့အင်းနော် what the fuck မလေးငါကားတိုက်တော့မယ်မလေးအိုးအင်းနဲ့ရောက်သွားပြီတဲ့ဒီလူကဘာတော့နဲ့အေးရက်တော့ရောက်သွားပြီမလိုက်လာတော့ဘူးဒီချိန်မှာလည်းစိတ်မရှုပ်တာကောင်းမယ်ဟုတ်တယ်တငယ်ချင်းစီသွားမယ် let's go to our bestie ကျွန်မမေဘေဟေးကိုတဲ့မနေ့6:33မိနစ်လောက်မှရောက်သွားတယ်တဲ့အဲ့ဒီကစားတဲ့6ကက်ပြီးဖုန်တက်နေတဲ့မျိုးလေးပေါ့ညမကြီးမောင်းလာရတော့တဲ့ခုချိန်လေးတစ်မျိုးကြီးပဲတဲ့အေးဘော်ဟုတ်တယ်ခီးစားတကယ်လည်းမြင်ဘူးလားဆိုလို့တဲ့ Rachel အိမ်ပဲရှိရဲတဲ့သူ့မျိုးရတဲ့တခြားအိမ်လိုဟောင်းနေပါပြီတဲ့သူ့အိမ်လည်းပြောတာပါပီပူဘယ်လိုသွားမှာပါလဲဒီဘက်ညာလားဒါမေပဲဟေးဘော်လေးတဲ့ဖုန်ထွေထူပြီးတော့တိတ်ဆိတ်ပြီးအမြဲလိုဖြစ်နေသလိုပဲတနေ့မိမမိတာတဲ့တော့ပိုသေးရဲ့လိုခံစားရတယ်တဲ့ဒါမေပဲဟေးမျိုးပေါ့နော်ဘယ်ဘက်အိုးငါဘယ်လိုသွားနေရပါလဲမှန်လားတော့မသိဘူးဘယ်ဘက်သွားတော့ပြောတာပဲသွားမယ်ဒီနေ့ပဲသွားလိုက်တော့မယ်တဲ့ညာဘက်ထပ်ကိုရအောင်မလားတဲ့ Rachel ပြောတယ်ဒါလည်းမပါဘူးရောတဲ့ဟိုမှာဒီမှာရက်ရမှာထင်တယ်ရောက်ပြီတော်သေးတယ်တဲ့ရောက်ပြီ Rachel ခုချိန်နဲ့ तू မနိုးတော့သေးဘူးတဲ့တကားခောက်မနေတော့ပါဘူးလေတဲ့โอเคဒုက္ခပြန်စဉ်းစားကြည့်လိုက်တိုင်းနဲ့အရန်ကြောက်ဖို့ကောင်းတယ်ဒါ Rachel အိမ်ပေါ့နော်ဘာဒီဘီလေးပွင့်နေပါလားကောင်မဘာကြီးလုပ်နေရဘာလို့လုပ်မရအောင်နော်
အောက်မှာလည်းစားအုပ်တွေလည်းပြန်ကျဲပြီးဒီကောင်မစီးကမရှိဘူးโอเคဒါ Rachel ရဲ့အိမ်ပေါ်ထက်သွားပြီးတဲ့ရှူပေါက်လိုက်အောင်မယ်ပြီးမှတဲ့အဲ့ဒီသွားယူတော့မယ်တဲ့โอเคအိုးဘယ် Rachel ဘလို့နေနေရအဲ့လိုစုပ်ပြတ်အောင်နေရလားရှူရတယ်ဒီမှလည်းပေါက်လို့ရတယ်ဘာလို့ပေါ်ထက်တက်မှာငါပေါ်ထက်သွားဆိုတော့သွားပေါ့ကွာသွားလိုက်ပါအောင်မယ်ဟောလူလေးကြွေရတာဒီရလားဒီတကားထင်တယ် Holy shit တာမအားရဟဲ့လက်လိုက်တာတဲ့ဟဲ့အဲ့ဒါငါပြောရမှာတဲ့နေရာတကားကြီးနောက်မှာတဲ့မတည့်ကြီးလေးတဲ့လကမလေးနေမဟုတ်တာတဲ့သွားတိုက်နေရလေးတဲ့တယောက်ကလည်းဟိုအချင်းချင်းအငင်းပွားမှုတွေဖြစ်အဲ့ဒါဘယ်လိုဖြစ်လို့လဲဆိုရောက်လာလဲတဲ့ငါညထွက်လာတာတဲ့ဆောနာမရောက်တာတဲ့မနေ့စောသေးတော့မနှွေးချင်လို့ဒီတိုင်းဝင်လာလိုက်တာတဲ့နှွေးချင်တာပဲတဲ့နေရာကချော်လိုက်တော့အမေကောင်ငါ့ကိုပြောသေးသူကပဲသူယုံကြည်ကြည့်ပါအောင်အဲ့ဒါငါလည်း6နိုင်လောက်ကမောင်းလာရလို့တဲ့ချူရှူဖို့ရှင်လို့ပါတဲ့ငါလည်းမီးနေမထိုးလိုက်တာပဲကံကောင်းတယ်ပဲတဲ့အမေငါ့ကိုထိုးငါပြန်ထိုးမှာအေးပါတဲ့ထားပါတော့တဲ့ငါလည်းပင်မနာတော့တဲ့ဘယ်ခါမှအေးရမလဲတဲ့နေ့ခန်းကလည်းခုရီချူခိုင်းဘယ်ဘက်မှာတဲ့လေကတက်ချင်းနဲ့ညာဘက်ခန်းနဲ့ကျေးဇူးပဲတဲ့ခုတော့အင်တာလေးပေးတော့ What? ပေးတော့စိတ်ညစ်တယ်ကဘာလို့ပြောနေပေးတော့နဲ့ငါရှူရန်ပေါက်ချင်နေပြီတဲ့6နိုင်တော့တဲ့ကောင်းမလာတော့တဲ့ရမ်းပြပန်းနေပြီတဲ့ Rachel မှာလုံးဝအိပ်ပျော်သွားတယ်ညနေတဲ့9နိုင်ဝေးချင်တော့နိုးလာတော့တဲ့ပြင်မှာတော်တော်လေးမှောင်နေပြီတဲ့ညီမအိတ်တာရမ်းမကြောက်သွားမလားဆိုပြီးတွေးမိသေးရဲ့တဲ့အိုးတွေ့မကြည့်နဲ့လေငါ့ကိုကောင်းမရေနင်းနဲ့ဟိုဟာတဲ့ငါခန်းနဲ့ဘာလာလုံနေရလဲတဲ့ငါကလည်းနင်းကိုနှူးတော့မလို့လုံနေရတဲ့ Rachel ရလိုက်တာတဲ့ငါခုအိမ်မက်မက်နေသေးရထင်နေရတဲ့နေအိတ်တာရမ်းကြနေပြီတဲ့6နိုင်လောက်မောင်းလာတော့သိနေပြီတဲ့တကယ်ချင်းရတယ်ကွာနေရတယ်အပြောဆိုချိုးသားလိုက်တာအေးတဲ့ငါခီးပန်းနေရတဲ့ထုတ်တွေချမိများတာမမှတ်မိချင်တော့ဘူးတဲ့ဟုတ်တယ်တဲ့နေကောင်းချလိုက်ပြီးအိပ်ပျော်သွားတာတဲ့ဘယ်နိုင်ရှိပြီလဲတဲ့တီးဦးတဲ့ညနေတော့ရောက်နေပြီတဲ့ခဏနေဝင်တော့မှာတဲ့โอเคဆိုရပါတဲ့လာပါတဲ့ငါလည်းနေကိုတဲ့ကြိုက်ဆုံးတဲ့ဘာကာဆိုင်ကိုသူကြိုက်ဆုံးဘာကာဆိုင်လိုက်ပို့ပေးမယ်လို့ကတိပေးရတဲ့အဲ့ဒါဆိုငါတို့ပါပြီဟာတဲ့အိမ်ပြုတ်ခင်းတဲ့ဝတ်စားထဲထားလိုက်တော့တဲ့โอเคပါဟောလေးတဲ့ငါနေ့တစ်ခုပြောပြအောင်မဲတဲ့ငါခုဒီတမျိုးကြီးပဲတဲ့သူကသူတငယ်ချင်းပြောပြနေတာအေးတဲ့နေကြောက်နေတယ်လို့ပဲရောတဲ့ဘာဖြစ်လို့လဲတဲ့သူတငယ်ချင်းကငါနေ့စီလာတော့ငါတဲ့ဦးတောင်လူကြငါ့ကိုလာခဲ့တယ်ငါလည်းတဲ့လမ်းကောင်ကြီးမှာလမ်းကောင်ကြီးလမ်းကောင်ကြီးမှာတဲ့ငါကစီကုံသွားရောတဲ့ငါတော့လိုက်ထင်ပါတယ်ပေါ့အဲ့လိုပြောတာဟေးဟုတ်လားပေါ့နော်ဆိုရင်စကားပြောသေးလားတဲ့နေပါဖြစ်သွားသေးတယ်တဲ့စားတော့တဲ့ဟုတ်လို့ပဲပြောမလားတဲ့သူရောက်လာပြီးတော့ဘာကူရမလဲဘာညာမေးရဖို့ဟာတဲ့ဒါပေမဲ့သဘောနဲ့ပြောရမှာမဟုတ်သဘောနဲ့ပြောတာမဟုတ်မှန်တိတာကြီးပါတဲ့တကယ်ချင်းပြောကြပါကွာတွေ့တဲ့အချိန်အေးဘာပြောဒီခုရောက်နေပြီလေတဲ့ငါရှိနေရင်နေဘာမှဖြစ်ပါဘူးတဲ့အေးပါတကယ်ချင်းအခုပါမယ်တဲ့နေသားတဲ့အနေပြောရဘာကာဆိုင်မဲ့ဒီစိတ်သက်သာရအောင်နဲ့ဝါဒီဆွဲလိုက်ဟာတဲ့ဟုတ်ပါပြီတဲ့အော်ဒီဆိုင်နေတယ်နောက်တစ်ခါဆိုရင်ခေါ်လိုက်ရမဟုတ်ရင်စာပို့လိုက်တဲ့ဒီလန်ဝဲလောက်မှာနင်းဟိုတဲ့လန်ဝဲလောက်မှာလာတွေ့လို့ရတယ်တဲ့Okay ပါတကယ်ချင်း You are my bestie အခုတော့ရပါတယ်တကယ်ချင်းနော်ချစ်တကယ်ချင်းလေးဘာလို့လဲOkay ကဲဆက်ပြောပါဦးတဲ့အဲ့စီဆိုင်လူကြောင်းနဲ့အဲ့ဒီလူဟာတဲ့ငါမောင်းသွားတော့အဲ့လူကနောက်ကဖြည်းဖြည်းလိုက်လာသေးရဲ့တဲ့အဲ့ဒါဘယ်တော့လောက်ကြာလဲတဲ့တပြက်နှစ်ပြက်လောက်ပါပဲတဲ့အဲ့ဒါများပြီဟုတ်အဲ့လူကြီးမဟုတ်လားခုနဖြတ်သွားဝေးအိုးholy shit stop ရလာလိုက်ပြီးတော့ဒါပေမဲ့တနေရာရောက်တော့တဲ့အဲ့လူရောက်သွားတယ်တဲ့ငါထင်းနဲ့သူဆက်မလိုက်ကျင်တော့လို့ထင်တာပဲတဲ့အမနီရဲ့တဲ့နေငါကိုခေါ်လိုက်ရမှာဟုတ်ပါတကယ်ချင်းရဲ့နေကိုခေါ်လိုက်ရမှာအင်းမတဲ့အခုတဲ့အင်တာခဏသွားမလို့တဲ့မှားလာရင်ဟာဒီကောင်မအင်တာတက်လိုက်သေးပေါက်လိုက်ခဏသေးပေါက်လိုက်အင်တာတက်လိုက်နေငါဟိုကောင်ကြီးအေးအမ what are you doing စကားပြောလို့ရလားစကားပြောလို့မရဘူးကမသွားရအောင်မရှူရှူပေါက်အောင်မယ်ဟိုက7နေရာသေးတော့ရှူပေါက်ခြင်းနဲ့ဒီကောင်ကဘသူတွေလည်းမသိဘူးနော်နည်းနည်းကြည့်လိုက်အောင်မယ်ဒါတော့ရုပ်ဒီသိမမြင်အောင်ဟာ Y2K တဲ့ကွာဟာ oh my god Y2K ဝိုင်းလေးတွေဟာကူကစ်
အမင်းကလေးသားโอเคအင်းတော့ပြီးသွားပြီထင်ပါတယ်အင်းတော့ပြီးလက်ဆေးရမှာမလားလက်မဆေးရဘူးလားကမညစ်ပတ်ချက်โอเคသွားမယ်တေးချင်းစိုးမစတော့ကလည်းဒီကောင်ကပိုဆိုးနေပြီအမလီလည်းလန့်လိုက်တာတဲ့ငါလည်းလန့်တာပဲတဲ့အဲ့ဒါဘယ်သူမှမရှိမယ်လူမှမထင်တာတဲ့ငါတရားလေးလို့ထင်နေရတဲ့တူပဲတဲ့နေငါတဲ့နေစင်ပြလာကြည့်ရတဲ့နေတာလည်းမကြနေပြီတဲ့ဟုတ်လားတဲ့တတိမထားမိလိုက်ဘူးတဲ့အလားစမ်းမတဲ့ဘာကာရီမေးသွားစားရအောင်တဲ့လာတဲ့အေးတဲ့โอเคဒီကောင်ကငါ့ကိုခဏချောက်နေရနှလုံးရောဂါရအောင်လို့ဟိုကောင်ကြီးရှိတုံးပဲလို့ဘာလုပ်နေရလဲအေးလာပြီတငယ်ချင်းငါတို့စားတော့ပြီးအရောက်တော့တဲ့ည7 နာရီ9 နာရီလောက်မှအိတ်သွားတယ်တဲ့ဒါပေမဲ့အဲ့ဒီည7 နှစ်လောက်မှတဲ့ကားလမ်းထဲမှာကားတစ်စီးကညင်နဲ့ဝင်လာတော့နိုးရတယ်တဲ့တကယ်ဆိုဒီချိန်ဘယ်သူမှတိတ်လာတတ်ပါဘူးတဲ့အဲ့တော့တဲ့ဘာလဲဆိုပြီးထားကြည့်ခဲ့ပါတယ်တဲ့ဆက်စုချက်ကသေလောက်လေတဲ့လားကိုကအိတ်နေပါလားကောင်းပါကွာရှောက်ရှိရကျေချက်ကြည့်ဖို့တဲ့စီကိုနှိပ်ပါနိုးတဲ့ဒုက္ခပဲတဲ့ဟိုတဲ့နှောက်ဘူးကြီးရဲ့ကားမဲပဲတဲ့ရီချယ်သွားနှုတ်ရမယ်တဲ့တယောက်တည်းညီလို့ပြောမလို့ပါနဲ့နေတယောက်တည်းညီလို့မရဘူးလားအိုးကောင်းပါကြီး Hey Richie ဟေးလောက်ပါ Richie အိုး Richie ထားတော့ Richie fuck အောက်စင်ရမှာတော့ချီးပဲကြောက်တယ်လို့ what the fuck ခုချိန်ကြီးတဲ့ငါကကြည့်ရမကောင်းဘူးတဲ့အိုးအဲ့ဆိုမလို့စရဆင်းလာလေကောင်းမရဲ့ညပုံးနေရကောင်းမယ်တဲ့okay ဟမ်ဘာလို့အော်နေရဟေးတငယ်ချင်း no my bestie ငါနှိုးရလေးနေကောင်းမရဲ့အိုး no အိုးငါမကြည့်ရတော့ what the fuck oh my god တက်တဲ့တုံးအစ်စ်ပါကွာဒီဘောငါဘယ်ရောက်နေရခုနကငါခံ oh what the fuck don't look at me like that ဒီဟာဘာလို့ဒီနာရောက်နေခုနပဲနေအော်နေရမဟုတ်လားစကားပြောကြည့်လိုက်အောင်မယ်နဲ့ငါဘယ်ရောက်နေရလဲတဲ့နေအစီပြေးလာတဲ့နေတတိလေးနေတာတဲ့ဝိချဲတဲ့နေဒီမှာရှိနေရလားတဲ့အေးတဲ့ငါနေတခုပြမှာဆိုလို့စောင့်နေရ what ခုနပဲအိမ်မှာမဟုတ်လားနောက်ရခံလိုက်ခံနေရတယ်ထင်နေရတဲ့ငါ့ကိုကြည့်ရနေဒီမှာလုံခြုံနေတဲ့ဟုတ်ပြီလားတဲ့ကျေးဇူးပဲတဲ့ငါခေါင်းနေတော့မူနေရတဲ့လာတဲ့နေစားဖို့တခုမှပဲနေထိုင်နေတဲ့ကျေးဇူးပါပဲ Richie တဲ့နည်းနည်းတော့ confuse ဖြစ်တယ်ရောခုနပဲအိမ်မှာလေဟိုကောင်ကြီးဝင်လာတာမဟုတ်လားကိုကကြတော့စားတော့ဆိုင်နေမှာokay ပါဒီမှာစားတော့တွေရောက်နေဝေးဒီကောင်ကြီးရှိတုံးပဲလားခုံတော့ normal ပါပဲเนาะဘာလဲအဲ့ဆိုငါ imagination တွေဖြစ်နေရလားတွေးရတွေများပြီးတော့ I don't know ငါလန့်သွားတာပဲတဲ့အေးတဲ့ငါစင်ပြေဝါးကြီးတဲ့သွေးပေါင်ကြနေမှာပါတဲ့နေတတိလေးကအကြာကြီးပဲနော်တဲ့အဲ့ဒါပုံမှန်တော့မဟုတ်ဘူးတဲ့အေးပါတဲ့ငါတဲ့နောက်ပိုင်းတဲ့နေပင်မန်းလို့တဲ့ပင်မန်းနေဆိုရင်နေတတိမလစ်ပါဘူးတဲ့ငါတော့ကလည်းပင်မန်းတာကြောင့်တတိလေးခဲ့တာမဟုတ်ဘူးတဲ့နေငါလည်းငါအားတက်အောင်ပြောဦးတဲ့တကယ်ချင်းအချင်းဘိုးစိတ်တက်ကြအောင်လို့တကယ်ချင်းငါနေဟောတဲ့လန့်အောင်လောက်မဟုတ်ဘူးတဲ့ငါတဲ့လက္ခဏာမြန်နဲ့သိရတာoh my god ငါညဖက်ဒီဆိုရင်တဲ့ပြန်နိုးနေရဲတဲ့သူတကယ်ချင်းသွားပြောအိမ်မဆိုးရပဲလားတဲ့ဟုတ်တယ်တဲ့ငါမေ့လဲတုန်းကလည်းတဲ့မက်သေးရဲတဲ့စီဆိုင်ကလူလေးတဲ့ငါနေပြောတာတဲ့နင်တို့အဲ့လိုပဲပြောနေနင်တို့ဟိုးနောက်မှာထိုင်နေစီဆိုင်အဲ့ကောင်ကြနင်တို့မမြင်ဘူးနင်တော့နိုင်နေရတယောက်လားတဲ့အေးတဲ့သူတဲ့နေ့ထဲမှာရှိနေရသေးကြတဲ့ငါလှုပ်လို့လည်းမရဘူးတဲ့အော်လို့လည်းမရဘူးတဲ့ဟဲ့နင်ဒီကိုယ်တော်ရောက်နေပြီတဲ့
你农村多一点呢，俺那我呢，爸妈平时要我的啊，等个见啊，结束的瓜。 You are my best friend. 但么你所以呢，我呢，俺谁不你嘛的哈，等个见，你所以呢谁不你嘛的，俺要加油的些，你路面都不能丢呢。哎，你娘的，你妈的，哇，真难过了。搞嘛伊，看嘛，没那体样，我嘛哎，有啷地的搞嘛，看那个那个弄呢，那种呢，奥特过来一大步多给的，你哈的瓜。 တက်လုံးအိပ်ပြောတဲ့ကောင်မ Emily နေပါလို့နေရအော် Richard ငါလေ Richard တဲ့ဘာလို့လဲဒီလောက်နောက်ကျတဲ့ဒီမအိပ်သေးရလဲတဲ့တကယ်ချင်းနေပါဖြစ်နေရလဲအိုး Hey what's that Richard တဲ့နေပါလို့နေရလဲတဲ့ဘာမှမဟုတ်ပါဘူးတဲ့နေပေါ်ပြန်တော့ Emily တဲ့ အမေကမမဟုတ်တာကြီးလုပ်ပြီးတော့နင်ကလည်းမပြောနဲ့နင်ပြောတော့ငါ့ကိုစိတ်မသုံးတော့ဘူးဆိုတဲ့အဲ့လိုမပြောပါနဲ့နင်နားမလဲပါဘူးတဲ့အဲ့ဒါဆိုရင်လည်းငါနားလဲကိုပြပြလေးတဲ့ဒီပြဖြတ်လိုက်ပြီဆိုတဲ့အနေတော့လဲထင်းနေရလားတဲ့နင်ကပြပြလေးတဲ့ဘာတော့လဲတဲ့နင်ကအခုခွဲခြားချက်ကြည့်နေကြည့်ဖို့အတွက်လားတဲ့အိုးငါကလည်းငါတကယ်ချင်းပြန်လို့ကျင်တာတဲ့အဲ့ဒါလေးပဲတဲ့ဒီ तू ကပြန်ပြီးတော့ပြန်လာတော့မှမဟုတ်ဘူးတဲ့အိုး နေရအောင်ပြောတော့ငါကာကွယ်မယ်ဆိုမဲခုကသူကပြန်မလာတော့ဘူးတဲ့ကောင်မစိတ်နှခွများဖြစ်နေတာမသိဘူးဒီကောင်မအိမ်ညမှာတဲ့အိမ်မပြောခဲ့ဘူးတဲ့ရီချဲနဲ့တဲ့သူရဲ့ဆွေးဆွေးနေတာဟုတ်တဲ့ဆွေးနေမိတယ်တဲ့အေးဘောသူဘက်စတီဆိုတော့လေအဲ့ဒါပဲတွေးဖို့နေမိတယ်တဲ့အဲ့ဟိုမှာလူလေးနေရင်တဲ့အိမ်မရတဲ့အဆုံးတဲ့ရီချဲချင်းနေသွားချိဖို့ဆုံးဖြတ်ခဲ့ကောင်မရာနေကြည့်ချင်မှငါမကြည့်ချင်ဘူးတော့ပြဿနာပဲ ရေးထဲမှာအိမ်လုံးနဲ့ဗျောင်းဆန်နေရပဲအောက်ထပ်မှာလည်းမရှိဘူးတဲ့ကိုတော်မှများလားတဲ့ဒါနေမယ်အဲ့ဒါဘာကြီးလဲတဲ့အဲ့တူကိုတော်နဲ့မှမဟုတ်တာတော့တေးကြတယ်တဲ့အိမ်နောက်ဘေးမှာများလားတဲ့ဟမ်Richard နေပါရီလုံနေလဲကောင်းဘာဖြစ်နေလဲအဲ့ကောင်မ You good hell nah bro ဒါကြီးနဲ့ဘာလုံနေရလဲတာကြီးအမလေးကပြော Richard နေဒီမှာလဲဘာလုံနေရလဲတဲ့ငါအိပ်ပြပြောထားတဲ့တန်နဲ့ရက်မသွားဘူးတဲ့တန်နဲ့ရက်မသွားဘူးဘယ်တန်လဲငါတန်နေလဲလက်တိတ်စိတ်နေတဲ့ဥစ္စာကြီးကိုတဲ့နေလက်ထဲဟာရောက်ပါကြီးလဲတဲ့ကောင်းမှုတော့ပဲဟာတဲ့ငါအဲ့ရဒီကိုတဲ့ကြောက်အောင်ပဲလုပ်တော့မှာဘာဒီကိုရက်အောင်လုပ်မှာလဲ Richard ရဲ့တဲ့ဒါဟိုတဲ့ချထားလိုက်ပါတဲ့ငါတို့စကားပြောလို့ရပါတယ်နော်တဲ့ငါကြိုးစားခဲ့တာပဲ Emily တဲ့ငါတကယ်ကြိုးစားခဲ့ရတဲ့ဒါမဲ့နေ့ကိုတွေ့ရအဲ့ဒါရဲ့ပြန်ဆက်လာပဲဟမ်ဘာလားဘယ်ပြန်ဆက်လာလဲ Richard တဲ့ငါကြောက်လာပြီနော်တဲ့အဲ့ဒါနေနဲ့အဲ့စကားမြန်နဲ့ပြောတယ်ငါကြောက်လာပြီမသိငါပြဿနာကြီးလို့နဲ့ဟမ်အဲ့ဒါပြောချင်တာမဟုတ်ပါဘူးတဲ့အမေတို့ကလို့ဆိုတော့မဟုတ်ဘူးတဲ့ငါရှိမှပေါ်လာတဲ့ဂရုစိုက်သူတို့နဲ့အိမ်တိုင်းရပူကျဲလာတဲ့ဘာတန်ကြီးလဲပူကျဲလာတဲ့ Richard တဲ့ငါဘာတန်မကြောက်တော့တဲ့အဲ့ဒါนี่မှပြောရရတဲ့အဲ့ဒါကလည်းငါ့ကိုပဲပြောနေရတဲ့ညတိုင်းလည်းညလုံးနဲ့ငါမစင်းစားနိုင်တော့တဲ့ငါတက်ရှူလို့မရတော့ဘူးတဲ့ Richard တော့တော့နေစင်ပြေတော့ဘူးတဲ့ငါအေးစင်းနေချင်းကနေအေးစင်းပေးမနေဘူးတဲ့ဟမ် what the fuck အဲ့တော့မရနိုင်တဲ့နေကိုလည်းရောက် no oh my fucking ဒါဘယ်မှာလဲဒါအယိုအ fuck ဟေးဒါကြီးကပြုတ်ကျသွားတယ်
another one. Oh, ya bilang tiu. Wah, ka mau ma. No. Fuck. Oh. Miễn chứ. No. Nó lấy chi bây giờ. Nó lấy chi bây giờ. Lâu ba nè. Oh. Bruh. Abia. Hey. Him về chơi để bà biết đã lên đấy. Tôi đi đánh lấy cháu à, không bảo đấy. Tôi nhớ tay này chú sai, tao bộ chú sai này cháu à đấy, tôi đấy, tầm này là yêu à đấy. Thế bây giờ sẽ cái biểu đấy, biểu tôi lấy cháu à đấy. Nhưng mà siêu ngã khó biểu đấy, tôi gọi siêu miệng bị bốc cái đấy. Nào đó đấy, siêu vấn đề tôi siêu rồi cho tôi mới rồi. Tôi bảo đấy, chơi thì chẳng chẳng mua cái đấy, xây busy mua đấy, bây giờ tôi ông nào phía xin nó tôi cho tôi ra đấy. Nó có stock lại luôn rồi bị tôi tôi biểu aku mía tôi cố gắng xây chẳng bị ngã tập hồi lâu đó. Ok ba, biểu hiện này tôi đấy, xây tôi xây cái đấy, tôi xây lại anh ấy cố đấy ngã xí bộ lại đó đấy. Rồi tôi讲là bây giờ xây bây này là khu giàu này đấy. Khu truy chỉ lại này, lại khu đông phía ngoài trong xe đấy. Ý bảo ngã là bestie rồi bị lâu nè. Bestie rồi bị lâu nè, bestie aku phía tập bộ nên về rồi. Nhưng mà Richard này cho đó kinh cái đó đấy. Tôi bỏ mà trông lại rồi cho mà tí đấy. Em bảo đấy bỏ cái tôi miễn là tao mà biết cái được biểu mà về đấy. Đó.